ဒီအိမ်နဲ့အုပ်ချုပ်အိမ်နေတာမင်းတို့ရှင်မရှာဝင်မရှာပေါ်နေမယ်ဆိုမင်းချင်တယ်မလားဒီပိုင်းမှာနှလုံးသွင်းနေလေပေးအောင်မယ်ဟုတ်ကဲ့ဒီလိုလေချွတ်ချစားချင်နေတော့ဘာဝရောနေနေရချွတ်ချနေစမ်းချွတ်မရချက်ဘူးကလေးလေချွတ်ချနေအခုတကယ်ရောအပ်ပေးရတယ်ကလေးအားကြောင့်ကိုင်းရနေလို့မခွေးခိုင်းတာဟုတ်ပါရမသိဘူးလေကလေးကိုအိမ်မှာရောက်ပြီးအပ်ပေးရတယ်တို့ရဲ့မမိသားစုမရှိရှင်နေမျိုးလေးမမလေးလို့ရှေးကြောက်လေးနဲ့လေမရှိနဲ့ရှက်ပြီးရလေမရှိလေးနဲ့ရှစ်သမီးကောင်းလေးနဲ့တော့ခါစားခြင်းလေးရဲ့ရှင်မမီအိမ်မှာစားခြင်းလေးရဲ့ပြင်းမယ်ရှင်မမီကိုကျမရေကောင်းလေးလုပ်ပေးအောင်မယ်ဟုတ်ရှင်မမီကပြင်းမလို့အပေးမယ်ခွေးမအိမ်အောင်ကြီးမိသားကိုလုတ်ခိုင်းတယ်ခုချိန်ဒီကိုဘာလို့မလို့ရတာဒါပေမဲ့ဘယ်တော့မှချင်းနေမကန်ကြတာမပေါင်းအိုးစားကကန်ကောင်းမယ်ဒီကပိုင်းနဲ့မှနှလုံးပေးလို့ပဲပေါ့တုံးလုံးပေါက်လို့ပဲနှလုံးထီသူများကြောလို့ပဲရှင်မမေကိုပေးအောင်မယ်ရှင်နေလို့ရဟုတ်ကဲ့ကိုသွားထိုးမလို့ပါခဏထိုးအောင်ဟိုကကနာပဲသွားထိုးအောင်ဒီလေးငါးနဲ့လေးတုံးထိုးပေးလေးငါးနဲ့လေးရှင်ကအိုးတိုက်တော်လေးအိုးတိုက်တော်လေးဒီအိုးတိုက်တော်လေးအားရထိုးပေးဟုတ်ပြီအားလေးထိုးပေးဟုတ်ပြီလေးငါးနဲ့စိတ်တောင်ရှင်နေမျိုးလေးလေးတုံးလေးကရှိစိတ်တောင်ဆိုဘူးလေဇီရိုတဲ့ရှင်မပေးရလေအိုးပါရှုပါမယ်ဒီမှာလေးကြည့်လို့ရှိလေဒီအားလေးထိုးပေးဟုတ်ပြီဇီရဲ့လေးသုံးရဲ့လေးငါးလို့ရှင်ရှင်မျိုးလေးကိုလေမရှိဆက်ပေးရှင်မျိုးလေးအိမ်ပေါ်မှာရှင်မျိုးမောင်းလေးနဲ့ရှင်လေးရဲ့စားရှင်လေးရဲ့ဖဲယူမယ်ကိုသွားထိုးမလို့လေးသုံးရဲ့လေးငါးရဲ့ဇီရဲ့ဟဲ့ဒီကကိုလေးသုံးရဲ့လေးငါးရဲ့ဇီရဲ့ရှင်လေးလေဆက်ပေးအိမ်ပေါ်ဒါဘူးကြောင့်ခိုင်းနေလေရှင်လေးရဲ့ရှင်လေးလို့လေခိုင်းနေလေရှင်လေးရဲ့ခေါက်လေးလေဝှရှင်လေးရဲ့ရှင်လေးအားကြိတ်တာဆိုလေကောက်ကလေးလေဝှရှင်လေးရဲ့အဲ့လောက်ပြရလားအဲ့ဒီလေးရှင်လေးရဲ့အနိမလေးလာလေးဒီကိုလာမေးမေးရှင်လို့ရလေဒီမှာလာပြီးချိန်လေမြန်လာနော်ချိန်လို့ရလေရှင်လေးမျိုးလေးခိုင်းနေလေချိုးချင်တဲ့ရှင်အဖေလေးငါးရဲ့လေးသုံးရဲ့ဇီရဲ့နော်ထိုးချင်တော့မှာတော့ဟိုဘက်ကိုသွားကွာလေးရောက်လာမရှိဆဲတယ်ဟိုဘက်နဲ့ဒီဘက်ကိုနှမ်းဖက်ဆက်မဟုတ်တလုံးစီပဲဆဲအောင်နေလုံးလုံးဆက်အောင်လားကျန်နေတယ်အမေမဟုတ်ဘူးဒီဘောဟာရှင်မီရရှင်ရှင်နေမလို့ပေးဦးမှာရှင်နေလေရဟောင်းလို့ပေးဦးမှာပြီးတော့ရှင်လေအရှင်မပရှင်ရှင်လေဟိုင်းလေရှိုးရှင်နေပြီးအောင်လေလက်ကောက်လေဝှရှင်နေရှဲရှုံးလေးရောအားလေဒီမှာပြီးအောင်လေရှင်နေမလို့လာဆက်လေနောက်ပြီးတော့နီးလေးရောလေရှင်နေမျိုးလေးအပ်ပေးအောင်ရှင်ဦးလေးနဲ့ရှားပြလေရှင်နေမျိုးလေးလည်းရှားရှင်နေတယ်ရှင်မမေရောလေရောင်းလေးလည်းပေးအောင်မယ်ဒီတပန်းဟိုမှာအချောင်းဖူးပြီးတော့ရောင်းလေးဝှရှင်နေမလားရှင်မမေအားဆောင်ရောင်းလေးလည်းပေးအောင်မယ်ဟုတ်ကဲ့နော်ဒီရှင်လေးရောလေရှင်လို့လေဖောက်ပြီးနေမလို့စားချင်တယ်ဒီကလေးဒီမှာအင်းရောင်လေးကိုဆွဲပြအောင်အင်းရောင်လေးဆွဲပြအောင်အင်းရောင်လေးအားကြောင့်ဒီလိုချက်မရေးပါမကောင်းတာချက်မရေးကောင်းအင်းရောင်လေးကိုဆွဲပြအောင်လို့ရှင်မင်းဒီဘက်သိုးပေးလားအနိမလည်းရပါလေဒီနေ့အားကိုလို့ဒီနေ့ဘူးနေဖြစ်တဲ့လေရှင်ဦးလေးအားလေးသုံးနဲ့လေးငါးနဲ့ဇီတဲ့ဒီကထိုးတယ်ဒီကထိုးပါဒီလိုလေးထိုးတဲ့ဒီလိုလေးရှင်နေမအိုးလေးတိုက်တာဆိုတော့ဒီလိုအိုးလေးတိုက်တာတော့ရှင်ပဆိုင်လေးရှင်နေလို့ရှင်လေရှင်နေမျိုးလေးကိုလေရှင်ချင်မျိုးပါနဲ့ရှင်ဦးလေးနဲ့ကြွအောင်တော့ရှင်လေးစားစင်းနေပြီးရှင်လေးရောလေရှင်နေမျိုးလေးဒီမှာပြီးလို့ရှင်လို့ရှင်အိမ်လေးနဲ့ရှင်လေးရှင်နေမျိုးလေးစားချင်နေကဲလို့ထားဒီလေးတက်ကိုလေးအပြင်မှာရှင်နေမျိုးလေးဒီနေ့လေးရောရှင်နေမျိုးလေးပြောရှင်လေးတိကျနေရှင်တယ်အနိမလည်းပြောလိုက်လေအနိမလည်းအခုဝင်းလုံးကြီးသမီးကမြေးချင်းရဝင်နေတိုင်းနဲ့သမီးကအိုင်နေရ
ရှင်မမေရဲ့တမီးကဒါအန်ချမ်းတာပဲဒါချက်အန်ချမ်းတယ်နေဖြတ်နေနေပြီလေပြီးခဲ့ပြီလား ပြီးခဲ့ပြီ ချင်းကြီးသွားပြီတမီးလေးကိုငါးထောင်ပြောမယ်တမီးလေးရှုံးပါပြောတမီးလေးကရှုပ်ရှုပ်ကြနေနေ ဟုတ်တယ် ကလေးကကြမ်းမပြောနားခေါင်နေ ဟုတ်တယ်ကျန်မပြောနားမထောင် ကြမ်းမပြောနားမထောင်နေ ဟုတ်တယ် အငယ်ချုံလေးအဲ့တိုင်းနဲ့အချင်းမကြီးလမ်းစီတိုင်းနဲ့လိုက်တော့မှတားလှခြင်းနဲ့ဆက်ဆက်ရိုးရိုးလို့ ဟုတ်တယ် ဒီဆိုင်ရလည်းအများကြီးရှိတယ်ဒီဆိုင်ရလည်းအများကြီး သမီးပြ ထိုးပြရတာလေ ကြတာပဲမီလေးอ่ะ တားလီရလည်းမိဆဆဆန်နဲ့ပတ်သက်နေရမလားတားလီကိုလည်းအင်းလေးလေးကိုလည်းအပြေထောင်သူ့နာမည်လေးနဲ့ဓာတ်ပုံလေးနဲ့တားလီကိုလည်းစမိုင်းလေးစနေအောင်လို့မိဆဆန်နဲ့ပတ်သက်ပြီးတော့လေကျဲဝေါ်စလုံးကိစ္စလို့ဘာလို့တက်ခဲ့ရပြမဖြစ်မှာလို့ရှင်ရလို့အိမ်တော့ဒီမှာအိမ်တွေကချုံလို့အိမ်တွေမှာပုံလေးနဲ့ဟုတ် ဟုတ်ဒီနေ့လာတာလေးရောအဆင်ပြေလား အဲ့တနေ့လာသားလေးကိုကြောင်းနေရပဲရှင်မမေရဲ့တနေ့လာသားလေးကိုပုံမအပ်ပေးလို့သူတို့ကမိသားစုတကွဲကဖြစ်နေတယ် ဟုတ်တယ် ရိုးရမမတင်နေနဲ့ဟိုရိုးရမမတင်တော့ကြောင့်ရိုးရရဲ့နောက်ထားတော်နေရဲ့သူတို့နှစ်ယောက်တည်းတေးရောက်ကကန်ကောင်းလောက်ဘူးလို့ဒါပေမဲ့သူတို့ခုချိန်ကကန်ကောင်းနေတယ်လို့တည်းသူတို့အိမ်တော့ကြောက်ကလေးတော်မြောင်မင်းခုချိန်တရားရိုးရပဲတင်နေဦး ဒီနေ့ဟုတ်တယ် ရိုးရပဲလေးလေတွေ့ခိုင်းလဲဦးနော် ရှင်မေရီကဖုန်းလေးလေးဆက်လို့ရှင်တို့ချက်ချက်ကလည်းရှင်ရဝယ်တင်ပြီးပါအပိုင်းလေးမှာရှင်ဖက်ချက်ချက်နဲ့မချင်မေရှင်မကရလို့ရှင်တော့ဒီအပိုင်းလေးမှာတို့တဲ့ပိုင်းအောင်မိမရှိရှင် ဟုတ်တယ်ဘူး ဘဒုသမီး ဟုတ်တယ်တာ ဘဒုသားဒီအပိုင်းလေးမှာအလုပ်တွေကဘယ်လိုမရှိဘူးဖြစ်နေတယ်ဒါပေမဲ့မအောင်နေမပြောချင်မင်းတို့ကမှချက်မင်းနေတဲ့ကံတာပါကင်း ငါဘူး ရှင်နေဖို့တော့လေယူရိုတော့ထုံးနေဖို့အခုချိန်နေမင်းတို့တော်ပြောင်းတဲ့နေရာအိမ်တို့မိသားကြီးအသစ်ဆောက်ပြီးပြီမင်းတို့ထမင်းငက်ခဲ့လားမငက်ခဲ့ဘူးနော်အမင်းတို့ကန်ကြရရကောင်းလို့မလို့ဘယ်လိုဖြစ်ဖြစ်လိပြန်ရှင်ရှစ်ပြရအကုန်လုံးတယ်လေ ဟုတ်ကဲ့ မင်းတို့လေမင်းကြီးမိမထားတယ်မင်းကအနိုင်ယူရှင်းတယ်ရရှာရှင်းတယ်ရရှာရှင်းတယ်ရှစ်ပြရုံနဲ့ရရှာရှင်းတယ်သူ့မှာလုံးလုံးလောက်ကန်ကြွရသေးတယ် ဟုတ် ခါ တယ် ရရှာတယ် ဟုတ်တယ် ကဲဒီကိုမနေတဲ့ဘယ်တော့မှယူမဆိုင်တဲ့လူမျိုးတဲ့ဖះချပါကိုကိုရမရှိတီယူတာသစောကန်တမိုင်းတီယူကြီးတကောက်တန်းတမိုင်း ဒူတုံးလို့ အဲ့ဘောတော့ဒါလက်ဆိုမယုံမှုမဟုတ်ဘူးတဲ့ယုံနေဖះချပါကိုကိုရမရှိဆိုရလူမျိုးကြီးတဘောယူမနောယူ ဟုတ်တယ် ပြောရခါနေရပဲ ဟုတ်တယ် တံပိတ်တယ်လူအသိရှင်နေမလေးချစ်စိတ်နဲ့ရှာပြန်တော့မယ် ဟုတ်ကဲ့ လူငွက်တဲ့ပူတယ်လူပြရန်ပူတယ်အဲဒါချင်းနဲ့ဆန်တော့မယ်နော်ချင်းနေမလေးမာရလည်းမမင်းနဲ့အောင်ရှင်မမေး လုံးရှောက်ကြပါလား